ရဲ့ရွှေကြပေါင်းပါလေငါရဲ့ဘွားဒီလိုချိန်ရမှာကျွဲလင်းတာရှိရင်တော့အတွက်ဒီညကများနေတာဆုံးပေါ်စိတ်ကူးတွေဖြစ်ပြီးနောက်မှာတော့မလေးကိုတွေ့ပြီးဒီချိန်လေးဆုံး